story လေးတစ်ခုပြောရမယ် story နော်တို့လွန်ခဲ့တဲ့၄နှစ်လောက်ကဖြစ်ပျက်သွားတဲ့ဖြစ်ပျက်တစ်ခုပေါ့ဘယ်လိုဖြစ်ပျက်သွားလဲဆိုတော့နော်တို့တွေနိုင်ငံခြားကိုသွားတော့မယ်ဆိုရင်နော်တို့တွေအရင်ဆုံးဘာလုပ်ရလဲဆိုတော့ passport စာအုပ်ဆိုတာလေးလုပ်ဒီလိုမျိုးအနီအောင်စာအုပ်လေးလုပ်ရတယ်ဗျာအဲ့လိုမျိုးလုပ်တဲ့အချိန်မှာလဲဘာတွေမေးလဲဆိုအများကြီးပဲမေးတယ် immigration ကမင်းပဲသွားမှလဲဘာလို့သွားမှလဲလဲပေါင်းများစွာနဲ့မေးတာအဲ့ဒီအချိန်မှာကိုကအလေသွားမှာတို့ဘာညာတို့ဆိုရင်နည်းနည်းပကြည့်လိုက်တယ်ရုပ်ရည်ဘာညာဝက်စားထားလေသွားမှာဟုတ်လို့လားဆိုတာလာသေးတယ်ဒါပေမဲ့လည်းကျွန်တော်တို့တွေကတော့လှုပ်သွားလုံးမှာလို့ပြောခဲ့တဲ့အတွက်ဘာရလာလဲဆိုတော့ကျွန်တော်တို့ passport စာအုပ်မှာ PG ဆိုတဲ့ PG ဆိုတဲ့နေရာမှာ PG ဆိုတာနဲ့လှုပ်လာခဲ့ပေါ့နော်ဟုတ်ပြီဒီ passport စာအုပ်ရလာလို့နိုင်ငံကိုထွက်လာပြီကျွန်တော်ဆိုရင်အခုဒူဘိုင်းကိုထွက်လာတယ်၄နှစ်ကျော်သွားပြီအဲ့၄နှစ်အတွင်းမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့ဒီ passport စာအုပ်ကတော့ကိုယ့်လက်ထဲရောက်လာမှန်းတယ်လေရဆင်းလာတယ်အဲ့ဒါပြင်ကိုအခန်းလေးမှာအေးစင်နာပြီးတော့အလုပ်တစ်ခုကိုဝင်ပြီးဟေးဆိုရင်လည်းဘာတန်းတောင်းလဲဆို passport စာအုပ်ဆိုတာလေတန်းတောင်းတယ်တန်းတောင်းဆိုတာကတချို့ဆိုင်တွေက2ရက်3ရက်နဲ့တောင်းတာရှိသလိုတချို့ဆိုင်တွေက10ရက်ကျော်လောက်မှတောင်းတာရှိတယ်မတူပေါ့အဲ့ဒီမှာဘာဖြစ်လာလဲဆိုကျွန်တော်တို့တွေကစိုးရင်ရပြန်ရောဒီ passport စာအုပ်ဒီစာအုပ်လေးအတွက်ကိုစိုးရင်ရပြန်ရောဘယ်လိုစိုးရင်ရလဲဆိုတော့ဒီဆိုင်ရှင်ကဟုတ်လို့လားငါရှိရမြတ်ဒီ passport စာအုပ်ကိုလိန်သွားမလားဘာလို့ဆိုဒီ passport ကကျွန်တော်တို့အတွက်နိုင်ငံခြားရောက်လာပြီကျွန်တော်ဒီ passport အသက်တမြအရေးကြီးရဗျာဒီ passport စာအုပ်မရှိလို့ရှိရင်ဒူဘိုင်းမှာဆိုရင်ဒါပြန်ထွက်လို့လည်းမရဒီမှာလည်းနေပြီးတော့အလုပ်ရှာလို့လည်းမရဆိုရင်လမ်းပေါ်ရောက်သွားနိုင်တယ်ဗျာခွေးဖြစ်သွားနိုင်တယ်ဒီစာအုပ်တာမရှိရင်အပြောက်ရှောင်းမယ်ဟေးဆိုပြန်တော့လေရဲကိုလိုရတာရဲကိုတခါပျောက်ကြောင်းသွားတိုင်ရတာနဲ့အလုပ်တွေအရင်လေးရှုပ်တယ်အဲ့ကြောင့်ဒီဆိုင်ရှင်တွေကလည်းဒီချက်ကိုသိရတဲ့ဒီ passport စာအုပ်ကိုတင်ထားတဲ့အချိန်မှာပြဿနာပေါင်းစုံများကျွန်တော်တို့ဒီအလုပ်တော့ရခဲ့ပါပြီဒါပေမဲ့ဒီအလုပ်ကြီးကကိုမကြိုက်ဘူးကိုအတွက်လည်းအဆင်မပြေဘူးဆိုတဲ့အခါမှာထွက်မယ်ဆိုတဲ့အခါမှာနှစ်မပြည့်ခင်ထွက်ရင်ပြဿနာတွေကတက်လာပြန်ပြီပြဿနာတွေကဘယ်လိုတက်လာလဲဆိုတော့နှစ်မပြည့်လို့ဗီဇာကြီးပြန်ရောမရောရင် passport မပေးဘူးဆိုတဲ့အရာတွေနဲ့ကြုံရတယ်ကျွန်တော်တို့တွေလည်းကြုံခဲ့ရတယ်နှစ်မပြည့်ပဲနဲ့ထွက်ခဲ့ရတယ်အရင်ပထမတစ်လောက်ကနှစ်မပြည့်ပဲနဲ့ထွက်ခဲ့ရတယ်ဒါပေမဲ့မရောခဲ့ရတခြားသောသူတွေကဒါဒီ passport စာအုပ်အတွက်ကို3-5 တောင်ဒါမှမဟုတ်6 တောင် 9 တောင်အဲ့လိုတွေပြန်ရောပြီးမှဒီ passport စာအုပ်ကိုပြန်ရခဲ့တဲ့လူတွေလည်းရှိတယ်တပုံကြီးပေါ့နော်ဒီ passport စာအုပ်ကအရန်အရေးကြီးတယ်အရန်အရေးပါတယ်ဒါပေမဲ့ဒီဒူဘိုင်းရောက်လာလို့ရှိရင်လေအလုပ်တာရပြီဆိုရင်ဒူဘိုင်းရောက်တဲ့သူတော်တော်များများပေါ့ကျွန်တော်ထင်တယ်90%လောက်ကဒီ passport စာအုပ်ပဲကိုယ့်လက်ထဲမှာမရှိရတာများတယ်ကျွန်တော်ဆိုရင်ဒါ4နှစ်မှာရှိရအလုပ်2ခုမှာဘူးမှပဲ passport စာအုပ်ဆိုတာကျွန်တော်လက်ထဲပြန်ရောက်တယ်ကျွန်တော်လက်ထဲမှာကင်ထားတဲ့လာအရင်နေတယ်ဗျာအရင်နေတယ်ဆိုတော့အရင်နေတယ်ကျွန်တော်လက်ထဲမှာကင်ထားတဲ့လာအရင်နေတယ်များသောအားဖြင့်အလုပ်ရှင်စီမှာတင်ထားရတယ်passport ထွက်တော့မယ်ဆိုတာနဲ့အဲ့ပြဿနာခေါင်းခအောင်စဉ်းစားရပြီငါစာအုပ်ရပါမလားငါအဆင်ပြေပါမလားငါလုပ်လို့ရပါမလားအဲ့လိုမျိုးတွေပေါ့အများကြီးခေါင်းခဲရတယ်အများကြီးပဲဘယ်လိုပြောရမလဲအများကြီးခေါင်းခဲစရာတွေဗျာအများကြီးခေါင်းခဲစရာတွေဖြစ်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကကံကောင်းတို့လှုပ်ရှင်ကောင်းနဲ့တွေ့ရင်ပြန်ပြီးတာလေးရှိတယ်တချို့ကအဲ့လိုမျိုးညစ်တာပေါ့ဗျာအများကြီးပဲဒါပေမဲ့ကုမ္ပဏီကြီးတော်တော်များများကတော့ဒီ passport စာအုပ်ကိုတင်ထားတော့မရှိဘူးတချို့လည်းတင်တယ်ဒါပေမဲ့နေချင်းလောက်ပဲပေါ့ဒီကများသောအားဖြင့်ကတော့ကုမ္ပဏီသေးတွေကတော်တော်များများတင်နေအဲ့အတွက်ကြောင့်နိုင်ငံခြားရောက်လာပြီဆိုရင်ကျွန်တော်တို့ဒါအနီအောင်စာအုပ်လေးပေါ့နော်အများတွေပြောသလိုဒီနီအောင်စာအုပ်လေးကိုဂုံတက်တိတွေတင်ပြီးမှကိုယ်လက်ထဲမှာရှိအောင်မဟုတ်ရင်လေဒုက္ခများနဲ့မြော့ဒီမှာကိုခွေရပါတာပေါ့ဗျာဗုဒ္ဓဘာသာဆိုရင်လည်းဗုဒ္ဓဓမ္မတန်ရံလို့ဒါရေးထားပြီးတော့ကျန်တဲ့ဘာသာဆိုလည်းကိုယ်ယုံကြည်ရလေးရေးထားပါနော်အရင်နဲ့ကြီးတဲ့အတွက်ဥချပြီးမှအေးရမယ်စာအုပ်မျိုးပါအဲ့အတွက်ကြောင့်အလုံးမဲ့ဆင်ပြေကြပါစေpassport စာအုပ်တွေလည်း
ကန်ကောင်းကောင်းနဲ့ဘာမှပေးစရာမလိုဘဲနဲ့ကိုယ့်လက်ထဲကိုပြန်ရောက်ကြပါစေလို့အခုလက်ရှိလဲဒီဒုက္ခတွေကြားရတဲ့အတွက်အားလုံးပဲအဆင်ပြေကြပါစေဗျာ passport စာအုပ်လေးကိုကိုယ့်လက်ထဲကိုအဆင်ပြေစွာနဲ့ပြန်ရောက်နိုင်ကြပါစေ